ကိုကြီးကစားစားပြရဲ့မတ်ပန်းနေကြည့်ပြီးတော့ဒီလို king crab ကြီးကိုစားဘူးကြည့်ချင်နေတာဒီနေ့တော့စားဘူးပါတော့မယ်ဈေးကတော့မြန်မာခုနကန်ကြီးငယ်အကောင်သူတို့က2000ဆိုပြီးတော့မြန်မာအဲ့ဒါဈေးစစ်လိုက်တယ်16000နဲ့ရမလားဆိုပြီးတော့အဲ့တော့သူတို့က16000နဲ့ရောမရဘူးလေဆိုတော့မြန်မာလေးလှည့်ထွက်လိုက်တာသူတို့က19000နဲ့ပေးမယ်ဆိုပြီးပြန်ခေါ်မြန်မာလေးဝင်စားလိုက်ပါတယ်အရင်ဆုံးအဲ့မှာကိုစားချင်တဲ့ king crab ကိုရွေးရတယ်ပေါ့နော် king crab ကို kg နဲ့ရောင်းပါတယ်မြန်မာ1 kg ချင်းတော့ဘယ်လောက်လဲမမှတ်မိရောပေါ့နော်မြန်မာစားတဲ့ကောင်ကတော့ 1.8 kg အဲ့ဒီ kg နဲ့ပေးလိုက်တဲ့ဈေးထဲမှာချက်ခါပြုတ်ခါရတယ်အကုန်ပါပြီးသားပေါ့နော်ပြီးရချက်တာလည်းပေါင်းတာနဲ့ကင်တာနဲ့မျိုးရွေးလို့ရတယ်ပြီးရင်တဝက်ကိုပေါင်းမယ်တဝက်ကိုကင်တာမျိုးလည်းရွေးလို့ရတယ်မြန်မာဒီနေ့ရောကင်တာနဲ့ပေါင်းတာတဝက်စီလောက်ခိုင်းခဲ့တယ်သူအသေးနဲ့ရှင်ဆိုပြီးတော့လည်းရှိရဲအသေးနဲ့ရှင်ရဈေးချင်းရထက်ဝက်လောက်กว่าတယ်မြန်မာဒီနေ့စားကြီးကအရှင်ပေါ့နော်ပြင်သူအထီးနဲ့အမနဲ့လည်းဈေးကွဲတယ်အသမဈေးနဲ့ပုံများတယ်ဒါပေမဲ့နှစ်ခုကဘာကွာလဲဆိုလို့ရှင်အထီးကကျတော့အသားပုံများပြီးပူချိုရပြောရဲအမကဥတွေအများကြီးပါပြီးတော့အသားကတော့အထီးလောက်မချိုဘူးလို့ပြောတယ်ကင်တာနဲ့ပေါင်းတာပေါ့နော်မြန်မာတော့ personality ပေါင်းတာကိုပူကြိုက်တယ်ကင်တဲ့ဟာတွေကနည်းနည်း6ဝါပေါင်းတာလောက်စားလို့မကောင်းလို့မြန်မာခံစားရတယ်ပေါ့နော်ရတာကတော့အရှင်တွေကိုချက်ချင်းစားတာဆိုတော့အရင် fresh ဖြစ်ပြီးတော့အရင်ကိုချိုတယ်ဒါပေမဲ့ sauce တော့မပါဘူးပေါ့နော်အချင်းကြီးပါလို့ရှိရင်တော့ပိုကောင်းမယ်လို့ခံစားရတယ်ဒါပေမဲ့မပါဘဲနဲ့လည်းတော်တော်လေးကိုကောင်းနေပြီking crab စားရဲဆိုတော့ king crab စားရဲ့ experience ကိုပတ်စံပြပြဝဲလို့ပဲခံစားရတယ်ဒီမှာဒီ 1.8 kg တကောင်2ယောက်စားတာမကုန်ပေါ့နော်မကုန်တော့ပါစေထုတ်ခိုင်းခဲ့တယ်ပို့လာတာတွေကိုတည်လာခဲ့တယ်တိုကျိုထိ in the next video bye bye